2 plus verb 1မှာဒီ2ကိုမထည့်ပဲနဲ့ infinitive without 2ရေးရတဲ့အခါမျိုးတွေလည်းရှိရရှင့်စိတ်ဝင်စားစရာကြီးเนาะအဲ့တော့ဒီနေ့ကျမတို့အဲ့ဒီအကြောင်းကိုလေ့လာကြည့်အောင်ရှင့်ဒီစာကြောင်းတစ်ခုကိုအရင်ဆုံးကြည့်အောင်ရှင့်ပထမစာကြောင်းမှာကျမတို့ I want to go home နောက်ဒုတိယစာကြောင်းက she made me go home เนาะအဲ့တော့ဒီမှာကျမတို့ to ပါတယ်ပထမစာကြောင်းမှာ go ဆိုတာဒီကျမတို့ကကြာ verb 1ပေါ့เนาะအဲ့တော့ဒါဒီ 2 plus verb 1 infinitive form နဲ့ကျမတို့ရေးထားတာပါ she made me go home ဒီမှာ me go ဆိုတဲ့ဒီ verb ပဲပါတယ် verb 1ပဲပါတယ်ဒီကြားထဲမှာကျမတို့2မပြောင်းနေရပေါ့နော်2မပါနေဘူးရှင်အဲ့တော့ဒီဟာဒီ infinitive without 2ဆိုရဲဒီ2ကိုဖြုတ်ပြီးတော့ဒီမှာ verb 1တစ်လုံးပဲကျမတို့ရေးထားတဲ့ဟာကိုပြောတာပါရှင် make တို့ like တို့ help တို့ဒီ causative verb တွေပါလာလို့ရှင်အဲ့ဒီပြီးတော့2ဖြုတ်ပြီးတော့ infinitive without 2ဆိုရဲကျမတို့ format pattern နဲ့ရေးရပါတယ်နော် perception verb တွေရဲ့အနောက်မှာလည်းကျမတို့ဒီလိုမျိုးပဲ infinitive ကိုပဲ without 2ဖြုတ်ပြီးတော့ဒီ infinitive verb 1တည်တဲ့မဲ့ရေးရပါတယ်ရှင် perception verb ဆိုတာကကျမတို့ see hear watch feel ပေါ့နော် my teacher made me rewrite the essay ဆိုတော့ကျမတို့ဒီ sentence မှာဆိုတစ်ချက်ကြည့်အောင်ဆရာမကငါရဲ့ဆရာမကငါ့ကိုဒီ essay ကိုဒီစာစီစာကုန်းကိုပြန်ပြီးတော့ရေးခိုင်းတယ်ဆိုတော့ဒီ made ရေးခိုင်းတယ်ဆိုတော့လောက်ခိုင်းတာပြုတ်ခိုင်းတာဆိုတော့ဒီမှာရေးခိုင်းခဲ့တယ်ပေါ့နော်ဒီဟာက verb 2နဲ့ past tense verb 2နဲ့သုံးထားတာ made make တို့သုံးရပြီဆိုလို့ရှိရင်အနောက်ကဒီကျမတို့ second verb ပေါ့နော်ဒီ second verb ကိုကျမတို့က2ဖြုတ်ပြီးတော့ verb 1တည်တဲ့မဲ့ရေးရပါတယ်ရှင်ဒီနေရာမှာကျမတို့ကသွားပြီးတော့ to make လို့သွားရေးလို့ရှင်ကျမတို့မှားသွားပါမယ်နော် let her dog sleep on the sofa ဆိုဒီမှာကျမတို့က let ဆိုရဲပါလာတယ် causative verb ပါလာတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီအနောက်က second verb sleep ဆိုရဲ verb ရဲ့အရှိမကျမတို့က to infinitive 2 without 2เนาะ2ကိုဖြုတ်ပြီး2မထည့်ဘဲနဲ့ sleep ဆိုပြီးတော့ verb 1 only infinitive only ကျမတို့ကရေးရပါတယ်ရှင်Can you help me carry these bags เนาะဒီငါ့ကိုပြီးတော့ဒီအိတ်ကလေးကိုပြီးတော့တည်ပေးပါလားဆိုပြီးတော့ပြောချင်တာပေါ့နော်မေးချင်တဲ့စကားပြောဒီမှာကျမတို့ကြည့်ရ help ဆိုရဲ causative verb ပါနေတယ်အဲ့ဒီတော့ကြောင့်မလို့ကျမတို့ဒီနောက်က carry ဆိုရဲဒီနောက်ထပ် second verb မှာကျမတို့အရှိမ to ထည့်စရာမလိုပါဘူး verb 1 only ပဲရေးလို့ရပါတယ်အဲ့တော့ can you help me to carry these bags ဆိုလို့ရှိရင်ကျမတို့ပြောလို့မရပါဘူးเนาะ